ရွှေဆိုင်ဖွင့်တော့โอเคအဲ့ဒါမလို့အားလုံးပဲတတိယဖြစ်ကြပါသည်โอเคတောင်းဆိုခြင်းရဲ့စိတ်ရင်ဝင်တတိယဝါဒဆိုတဲ့အစိုးကလာလေးကိုဒီလိုမျိုးလေးတင်ဆက်လိုက်ရပါတယ်ခင်ဗျာကြားကြပါရွှေဆိုင်ရပါရွှေဆိုင်တဲ့ကြီးဗျာပိုက်ဆံရှာနာမလေးပိုက်ဆံပေါ်လာပြောရတဲ့စဘူရီပါနိမိတ်တာလေကျမရဲ့တတိယဝါဒမပဲယဒနာခုနှစ်ပါးရဲ့မော်တော်ကားလေးစီနေစီရအောင်တော့လေမိမလာတော့မေကွယ်ယဒနာခုနှစ်ပါးရဲ့မော်တော်ကားလေးစီနေစီရအောင်တော့လေမိမလာတော့မေအပေါင်းကားများရဲ့ကားတော်မဆောင်မေလက်တော်ရှိကိုမေးလာကြမနေပါတော့ကျွန်တော်ပြောပြလိုက်ပါမဲလာပါဗျာဒီဟွာလားရာဇာကြောက်စုဟုတ်ပါသူ့ညီလေးကိုပံ့ပိုးနေရဗျာပါဆိုင်မိုးလေးဟုတ်ပါဗျာဒီကိုเนี่ยပြေးပြနေဟုတ်ပါဒါမှရေချင်းကိုအမွေနဲ့တို့ထိမ့်သိနေတယ်ဒါပါဗျာဆိုင်ရမိုးဆိုလားရှင်းလာခရပါရဲ့မော်တော်ကားလေးစီနေစီရအောင်နော်လေမိမပါတော့လေအပေါင်းကများရဲ့ကောင်းအောင်မစားမေနဲ့လို့ရှိနေလားတတိဝါတော့ကျွန်တော်ပြောပြလိုက်ပါမယ်စိတ်ကြီးစိတ်ကြီးရမယ်အိမ်လိုကြီးအိမ်ကြီးရမယ်ဝဲလူစိတ်ဓာတ်လောကမျက်စုံကရွှေဖြစ်ရမယ်ဝေတော်ကြီးဝေးဖြစ်ရမယ်ဝေးစိတ်ဓာတ်လောကမျက်စုံရဲ့အော်ချစ်တဲ့ဇာဆွေးလည်းမချလေးကြရတဲ့ဒီမှာလို့မချပဲမောင်တို့ချင်တော့ရစေမယ်ခင်တို့ချင်တော့ပို့လိုက်မယ်လက်လို့ရှိကိုမေးလာတယ်ဒီဝါတော့ကျွန်တော်ပြောပြပါမယ်တို့ပါလေလူမျိုးကြောင့်စမနိုင်မာနဲ့အမှန်တိုင်းဆိုခြင်းနဲ့ပစ္စည်းဥစ္စာကိုတို့ပါလေလူမျိုးကြောင့်စမနိုင်မာနဲ့အမှန်တိုင်းဆိုခြင်းနဲ့တိမ်ပန်းကလေးကိုနိုင်တို့ပိုင်ဥစ္စာချွေစကိုင်းနောက်ပဲတောင်းဝဲတို့ပစ္စည်းတွေရှိနေတယ်နေမရောအောင်ပါလေချွေလို့ရှိဖို့
ဘုရားရင်သူတဲ့နဲ့လို့ရှိဘူးလေတတိယဝါရတော့ကျွန်တော်ပြောပြလိုက်ပါမယ်တွန်းချခြင်းနဲ့ရသားရင်နေအောင်မချနဲ့ချောသားနဲ့ညှိပြရစီအောင်တွန်းချခြင်းလေရောက်ပန်းစည်းလေးယူပြီးလေးတွေ့လို့ခလိကမလို့ဖြစ်တတိဝါရလို့စိုင်းရင်ဘောပြပြလိုက်ခြင်းလေဘယ်လိုများပါလဲဆိုတဲ့လူတွေအားလုံးလည်းရကြပါစေဟုတ်ကဲ့မဆိုးဘဲနဲ့ကြည်နေတဲ့လူတွေလည်းရကြပါစေနော်ဘုနောကဘာမှလည်းမမြင်ရဘူးစိုးတယ်လည်းမကြားရဘူးဒဲလေးတစ်လုံးတော့ရွတ်ပြပါအောင်တကွင်းလုံးရဲ့အတန်းလေးကြားခြင်းလို့ပါခင်ဗျာနန်းတော်ရှိကိုမေရာကြရင်တထေဝါရတော့ကျွန်တော်ပြောပြလိုက်ပါဟေးအဲ့ဒါပဲ